မင်္ဂလာပါဒီနေ့ကျွန်တော် line ပေါ်မှာတင်ထားတဲ့စာအုပ်လေးတွေကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့စကားပြောစာအုပ်လေးမှာယူလို့ရတယ်အကုန်စုံချင်းတော့6ဦးတစ်စုံယူရမယ်ပေါ့နော်3ဦးတစ်စုံကအခုလို3ဦးတစ်စုံကစာပြီးခွဲယူလို့ရတယ်ဒီမှာကျွန်တော်3ဦးတစ်စုံရှိရယ်3ဦးတစ်စုံကကျွန်တော်တို့ full scale ဘောင်းကျုပ်တအုပ်ရယ်ဒီစာအုပ်ကကျွန်တော်စီမှာအမှားများတဲ့ရင်ကလေးကစာအုပ်လေးပေါ့နော် full scale ဘောင်းကျုပ်တအုပ်ရယ်ဒီမှာကျွန်တော်တို့လိုရင်းတူရှင်းစကားပြောအသေးလေးတအုပ်ရယ်ဒါလေးကကျွန်တော်တို့အတန်တော်လေးရေးထားပါတယ်ဒီမှာကျွန်တော်တို့အစားတောက်နဲ့ပတ်သက်တဲ့စကားပြောတွေအခေါ်တွေဒီစာအုပ်ထဲမှာပါတယ်ပေါ့နော်စာအုပ်ခွဲယူခြင်းနဲ့ဆိုလို့ရှိရင်ဒီလို3ဦးတစ်စုံယူလို့ရတယ်မှာမယ်ဆိုရင်ကျွန်တော်ဒီအောက်ကဖုန်းနံပါတ်လေးဆက်သွယ်ပေးပေါ့နော် Viber နေဟိုင်းပြီးတော့လည်းမှာလို့ရတယ်စာအုပ်ကကျွန်တော်တို့ speaking grammar vocabulary လုပ်ငန်းသုံးစကားပြောအတူအထွာတွေနောက် interview လေးတွေနောက်လုပ်ငန်းသုံးတွေနေ့စဉ်သုံးတွေအင်္ဂလိပ်စကားပြောလမ်းညွှန်တွေနောက်အင်္ဂလိပ်စကားစုတွေအများကြီးပါမယ်ပေါ့နော်အစုံပါပြီးသားပေါ့ကျွန်တော် basic ကနေစပြီးတော့ကျွမ်းကျင်အဆင့်ထိအကုန်လုံးလေ့လာလို့ရတယ်လေ့လာတာလည်းအရန်လွယ်တယ်ပေါ့နော်အိမ်မှာနေနေလည်းလေ့လာလို့ရတယ်မှာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့3အခွဲယူခြင်းတဲ့သူတွေဆိုတဲ့သူတွေကဒီ3အုပ်ကိုခွဲယူပေးပေါ့နော်မှာမယ်ဆိုလို့ရှိရင်ကျွန်တော်39ခွန်ခွန်လေးလေး3ခွန်2လေး1 39 9ခွန်4 16ခွန်2 8လေးဘာရွာနေဟိုင်းပြီးမှာလို့လည်းရတယ်ဆောက်ကကျွန်တော်တို့အမြန်ချောနဲ့အရောက်ပို့ပေးတာပေါ့နော်မှာမယ်ဆိုရင်ကျွန်တော်စရင်လေးကြိုပေးပေါ့နော်